မိန်းကလေးနှစ်ယောက်ဟာသူတို့မွေးစားမဲ့မိဘတွေကိုရွေးချယ်ရမယ့်နေ့ကိုပြန်ရောက်သွားကြပါတယ်။ညီမဖြစ်သူကဘီလီယံနာတထေးကြီးစီကလက်ဆောင်ကိုအလူရဲ့အရင်ဦးအောင်ရွေးလိုက်ပြီးဆင်းရဲတဲ့မိသားစုစီကလက်ဆောင်ကိုတော့အမဖြစ်သူစီတွန်းပို့ပေးလိုက်ပါတယ်။တကယ်တော့အဲ့ဒီဆင်းရဲတဲ့မိသားစုဟာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေဖြစ်နေတာကိုသူတို့မသိခဲ့ကြပါဘူး။သူတို့မှာသားနှစ်ယောက်ရှိပေမဲ့အလုပ်တွေအများများပြီးအိမ်မပြန်နိုင်ကြတာကြောင့်အမေဖြစ်သူကသူတို့မွေးစားမဲ့သမီးလေးအရွယ်ရောက်လာတဲ့အထိဆင်းရဲတယ်လို့မျိုးဟန်ဆောင်နေဖို့ဆုံးဖြတ်ခဲ့တာပါ။သူမကခင်မုန်းဖြစ်သူကိုထရက်တာတစ်စီးနဲ့သမီးလေးကိုလာကြိုးဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းညီမဖြစ်သူကဘီလီယံနာတထေးကြီးစီအပြေးလွှားသွားတဲ့အခါတထေးကြီးကမကျေနပ်တဲ့ပုံစံဖြစ်နေပါတယ်။အဲ့ဒီအခါဆီယာမကရှေ့ထွက်လာပြီးဒီကလေးမလေးကရှင်တို့ကိုပဲတန်းရွေးတာပါလို့ရှင်းပြလိုက်ပါတယ်။တထေးကတော့ဒါကိုကြားပြီးအယံဝမ်းသာသွားပါတယ်။ဒါပေမဲ့သူတို့ဟာတထေးတိုင်းဝိုင်းမှာမျက်နှာပွင့်ဖို့အတွက်သာကလေးတွေကိုမွေးစားတာဖြစ်ကြောင်းဘယ်သူမှမသိကြပါဘူး။နောက်တော့အမဖြစ်သူကဆင်းရဲတဲ့မိသားစုစီလျှောက်သွားပါတယ်။အမေဖြစ်သူကမိန်းကလေးကသူတို့နဲ့လိုက်ချင်မှာမဟုတ်ဘူးလို့စိုးရိမ်ပြီးတခြားမိသားစုကိုရွေးလို့ရသေးတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့မိန်းကလေးကသူတို့နဲ့ပဲလိုက်မယ်လို့ချက်ချင်းပြောလိုက်ပြီးအခုဆင်းရဲနေရင်လည်းကိစ္စမရှိကြောင်း။နောက်ကြရင်သူတို့ကောင်းကောင်းမွန်မွန်နေနိုင်အောင်သူမကိုယ်တိုင်စူးစမ်းလုပ်ကင်ကျွေးမွေးမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒါကိုကြားတော့အမေဖြစ်သူကအယံကိုပျော်ရွှင်သွားပါတယ်။မကြခင်မှာပဲမိဘမဲ့ဂေဟာကတခြားကလေးတွေအားလုံးကိုမွေးစားမိဘတွေကလာခေါ်သွားကြပြီးသူတို့နှစ်ယောက်ပဲကြံခဲ့ပါတယ်။အဲ့ဒီအချိန်မှာညီမဖြစ်သူရဲ့မွေးစားမိဘတွေကစိန်ခံကားကြီးနဲ့ရောက်လာပါတယ်။ညီမဖြစ်သူကအမဖြစ်သူကိုလာကြုံမဲ့သူမရှိဘူးဆိုပြီးချက်ချင်းလောင်ပြောင်းပါတော့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအချမ်းသာဆုံးမိသားစုကထရက်တာကြီးမောင်းပြီးရောက်လာပါတယ်။မိန်းကလေးကသူတို့ကိုမြင်တော့အယံစိတ်လှုပ်ရှားသွားပေမဲ့ညီမဖြစ်သူကတော့ထပ်ပြီးလောင်ပြောင်းပြန်ပါတယ်။ဒါပေမဲ့သူမကတော့ဘာမှဂရုမစိုက်ပါဘူး။သူတို့ကမိန်းကလေးကိုအိမ်ခေါ်သွားတဲ့အခါတားဖြစ်သူကသူ့ဖေကိုဘာလို့ဆင်းရဲတယ်လို့ဟန်ဆောင်နေတာလဲလို့မေးပါတယ်အဖေဖြစ်သူကမိန်းကလေးကိုစမ်းသပ်ချင်လို့ပြန်ဖြေပါတယ်ပြီးတော့အဖေဖြစ်သူကမိန်းကလေးကိုသူတို့မိသားစုကိုအထင်သေးသလားလို့မေးတဲ့အခါသူမကလုံးဝအထင်မသေးတဲ့အပြင်အိမ်ပြုပြင်တာကိုလည်းနည်းနည်းပါးပါးတတ်ထားကြောင်းအချိန်ရရင်အိမ်ကိုအစ်စ်တိုင်းဖြစ်သွားအောင်ပစ္စည်းတွေဝယ်ပြီးပြန်ပြင်ဆင်ပေးမယ်လို့ပြောလိုက်ပါတယ်နောက်ပိုင်းမှာအိမ်ပြင်ဖို့ပစ္စည်းတွေဝယ်ဖို့မိန်းကလေးကဈေးကိုသွားတဲ့အခါညီမဖြစ်သူနဲ့ဆုံပါတယ်ညီမဖြစ်သူကသူမရဲ့မွေးစားဖေစီဖုန်းဆက်ပြီးပတ်စံတောင်းပါတယ်အတောင်းခံရတဲ့အခါမှာတော့ညီမဖြစ်သူကအမဖြစ်သူကိုဒုက္ခပေးဖို့ကြံစီပါတော့တယ်